Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးရမှာဆိုလို့ရှင်ကျွန်တော်ကကိုသွားချင်တဲ့ပန်းတိုင်းကိုသွားချင်တဲ့နေရာတွေစီကိုအမြန်ဆုံးရောက်ဖို့အတွက်အရန်ကိုအရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ဒီအချိန်စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတို့မျှဝေပေးသွားမှာဖြစ်ပါတယ်။ဘဝမှာဖြစ်ချင်တာတွေအရန်ကိုများနေတယ်ဒါပေမဲ့စာချက်ဖို့ချိန်လည်းမရှိဘူးလေ့လာဖို့ချိန်လည်းမရှိဘူးကိုစူးစမ်းနေပေမဲ့ကိုသွားချင်တဲ့ခရီးကအရန်ကြီးကိုဝေးနေလို့ခံစားရတယ်။အချိန်စီမံခန့်ခွဲမှုအကြောင်းလေးတွေကိုလည်းတေချာလေးသိချင်တယ်။အမြန်ဆုံးလည်းတိုးတက်ပြောင်းလဲချင်တယ်ကိုအားမလို့အားမရဖြစ်နေစတဲ့အဲ့လိုမျိုးပေါ့နော်တောကတွေရှိနေပြီဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ချင်းအားဖြင့်တေချာပေါက်အတွေးမြင်တွေပြောင်းလဲသွားမယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ဒီမှာကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာတွေကစာရီဖတ်ထားတဲ့ကိုနှုတ်ကနေပြီးတော့ရွတ်ပြောတာမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးတော့နေ့စဉ်ဘဝမှာအသုံးချနေတဲ့နည်းလမ်းလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတူလိုက်ပြီးတော့စဉ်းစားကြည့်ပေးပါအောင်နော်ကျွန်တော်ဟိုရင်ကလေးကပေါ့နော်ကျွန်တော်အရင်တော့စာအုပ်နှစ်အုပ်ရေးဘူးတယ်ပေါ့ပထမဆုံးတစ်အုပ်ကကြတော့ခေါင်းစည်းကွင်းလေးဖြစ်ချင်တယ်ဆိုတဲ့စာအုပ်ရေးဒုတိယတစ်ခုကကြတော့စာချစ်ချင်စိတ်ဆိုတဲ့စာအုပ်လေးနှစ်အုပ်ရေးဘူးတယ်ပေါ့နော်အဲ့နှစ်အုပ်ထဲမှာရေးထားတဲ့အကြောင်းအရာလေးလည်းဒီထဲမှာထည့်ပြီးတော့ပြောသွားမယ်ကျွန်တော်ဟိုရင်တွေကအဲ့လိုမျိုးပေါ့ဟင်းစားကြီးတယ်ဟင်းစားကြီးရဆိုတာကအသားဟင်းတွေပါတယ်ဆိုနှစ်မျိုးစားချင်တယ်ပေါ့နော်အမြဲတမ်းအသားတစ်မျိုးအရွက်တစ်မျိုးစားရတာမလုံလောက်တဲ့ထဲမှာပါတယ်ပေါ့အဲ့တော့သူများတွေနဲ့ရှင်းလိုက်လို့ရှိရင်ပတ်စံပို့ပြီးတော့ကုံလေးကုံထားရှိတယ်အဲ့လိုမျိုးဝယ်ရချမ်းရလဲကြိုက်တာဖြစ်တဲ့အတွက်အဲ့တော့အမြဲတမ်းကိုတွေးထားတာကငါတီးပိုလိုချင်တာဖြစ်တဲ့အတွက်ပိုစူးစားရမယ်ဆိုတဲ့စိတ်ပဲကျွန်တော်ရဲ့စိတ်ထဲမှာအမြဲတမ်းရှိတယ်ပေါ့နော်အဲ့ဒါလေးကိုမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်နှစ်ခုရှိရပေါ့ရေးထားတယ်အဲ laptop ရှိမယ်ပေါ့ကျွန်တော် laptop အသစ်လေးဝယ်ချင်နေတယ်ကျွန်တော်မှာဖုန်းလေးရတယ်နည်းနည်းလေးမကြိုက်တော့ဘူးအသစ်လေးလိုချင်နေရယ်ဆိုတော့လိုချင်တဲ့ပစ္စည်းလေးနှစ်ခုရှိမယ်ပဲထားပေါ့နော်အဲ့တော့ပုံမှန်ကျွန်တော်ငယ်လေးရတင်ပေးခဲ့တာဟာကြတော့အလုံးလုံးမယ်စူးစမ်းမယ်ပတ်စံစုမယ်တာမန်ပေါ့နော်ဟိုမိသားစုကြီးပြင်းလာတဲ့သူတွေဆိုလို့ရှိရင်အမြဲတမ်းကျွန်တော်ကလုံးလုံးမယ်စူးစမ်းမယ်ပတ်စံစုမယ်တချို့တစ်ဝက်ကိုခရီးသွားဖို့အတွက်သုံးမယ်တချို့တစ်ဝက်ကိုမိသားစုထောက်ပံ့မယ်တချို့တစ်ဝက်ကိုကိုလိုချင်တာလေးဝယ်မယ်စသဖြင့်ပေါ့နော်ဒါပုံမှန် flow ပဲအမှဆိုလို့ရှိရင်ကိုလိုချင်တဲ့ပစ္စည်းလေးတစ်ခုရှိပြီဆိုရင်ကျွန်တော်တို့ကဒီနှစ်တော့ဖုန်းတစ်လဲလိုက်မယ်နောက်နှစ်ကျလို့ရှိရင်တော့ laptop လေးဝယ်လိုက်မယ်ဆိုရယ်စိတ်မျိုးလေးရှိတယ်ပေါ့အဲ့တော့လူတယောက်ကများသောအားဖြင့်ကိုယ်ပိုင်ဝင်ငွေနဲ့ရက်တီလာနိုင်တာကကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါ22လောက်ကနေစပြီးတော့ပေါ့နော်ဟို20လောက်မှာအလုပ်စဝင်နေဆိုမှကျွန်တော်ဝင်ချင်းမှာအဲ့လောက်ကြီးလာစားရလည်းများအောင်မှာမဟုတ်ဘူးကိုလိုထောက်ပံ့ပေးနိုင်မှာလည်းမဟုတ်ဘူးပေါ့နော်ဒီ20ကနေပြီးတော့များသောအားဖြင့်ဒီ30ပေါ့နော်ဒီကြားထဲမှာဆိုလို့ရှိရင်30နောက်ပိုင်းဆိုလည်းကိုယ်မိသားစုတွေပါဖြစ်သွားပြီဆိုတော့ကိုယ့်ရဲ့အတွက်ကိုတိတ်ပြီးတော့မစင်စားနိုင်တော့ဘူးပေါ့နော်များသောအားဖြင့်ဒီအသက်အရွယ်ကာလမှာဆိုရင်ကျွန်တော်လိုချင်တဲ့ပစ္စည်းလေးတွေကိုပေါ့နော်ဖြည့်ဆည်းပေးခြင်းတဲ့အရာလေးတွေရှိမယ်ပေါ့အမှကိုကတစ်နှစ်ကိုတစ်ခုပေါ့နော်ပစ္စည်းကြီးကြီးမားမားပေါ့တစ်ခုခုဝယ်မယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့ဒီဆော့ဆော့တွေ့ခဲ့တဲ့တစ်နှစ်ကိုတစ်ခုဝယ်မယ်ပေါ့ဒီနှစ်တော့ဖုန်းလေးဝယ်မယ်နောက်နှစ်တော့ laptop လေးဝယ်မယ်ဆိုလို့ရှိရင်တော့မှ10နှစ်ဆိုတဲ့ကာလတစ်ခုမှာကျွန်တော်မှပစ္စည်းက10ခုပဲရှိအောင်မှာအဲ့ဒါတော့မှဝယ်နိုင်မှာလားမဝယ်နိုင်မှာလားဆိုတာကတိတ်ပြီးတော့မသိကြအောင်အဲ့လိုကြီးတွေးကြည့်လိုက်ပြီဆိုလို့ရှိရင်ဘွာကြီးကပျော်စရာမကောင်းတော့ဘူးဟုတ်အဲ့တော့အဲ့ချိန်မှာကျွန်တော်ဘယ်လိုတွေးလဲဆိုတော့ဒီလိုချင်တဲ့အရာနှစ်ခုလုံးဒီနှစ်ဝယ်လိုက်လို့မရဘူးလားအဲ့လိုတွေးရပေါ့နော်အဲ့တော့အဲ့နှစ်ခုလုံးကိုဒီနှစ်ဝယ်နိုင်ဖို့အတွက်ဘာလုပ်ရမလဲပေါ့နော်တခြားဟာတွေလည်းရှိအောင်မယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်အဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ခရီးသွားတာကြိုက်တဲ့သူနဲ့အတူတူပဲဥပမာပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့များသောအားဖြင့်ခရီးကိုတစ်နှစ်ကိုတစ်ခေါက်လောက်တော့လူတိုင်းကတနည်းအားတော့သွားချင်ကြတယ်ဒါပေမဲ့တချို့တွေဆိုလို့ရှိရင်ဒါအလုပ်ကိုအရန်စူးစမ်းနေရတဲ့ကိုဘွားမှာပေါ့နော်တယောက်နဲ့တယောက်နဲ့တော့မတူနိုင်ဘူးတချို့တွေဆိုတစ်နှစ်မှာခရီးတစ်ခေါက်တောင်မသွားနိုင်တာမျိုးတွေလည်းရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကိုယ့်ဘဝကိုပဲကိုတာဝန်ယူရမယ်နော်ကိုယ့်ဘဝကိုသူများတွေနဲ့နှိုင်းယှဉ်ပြီးတော့ငါတော့ဒါရှိရဲငါတော့ဒါမရှိဘူးအဲ့လိုမျိုးပြောလို့မရဘူးအကုန်လုံးကကိုယ့်ဘဝကိုတာဝန်ယူပြီးတော့ကျွန်တော်အတက်နိုင်ဆုံးပေါ့နော်ဒီနေ့အကောင်းဆုံးဘာလုပ်မလဲဆိုတဲ့ဟာကိုစဉ်းစားပြီးတော့ကိုသွားချင်တဲ့နေရာကိုယ့်ရဲ့ဥတီချက်ကိုသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဥပမာလေးပြောပြပါပေါ့အဲ့တော့အဲ့ချိန်မှာဗာတွေးမိလဲဆိုလို့ရှိရင်အချိန်နဲ့ပတ်သက်ပြီးတော့တွေးမိတယ်ပေါ့နော်လူတိုင်းက24နာရီပဲရှိတာကျွန်တော်တနေ့မှာ24နာရီရှိတယ်အဲ့ချိန်ဖယ်လိုက်မယ်အလုပ်လုပ်တဲ့အချိန်ဖယ်လိုက်မယ်commuting time ဆိုတာကတနေရာနဲ့တနေရာကိုသွားတဲ့ bus ကားပေါ်မှာရှိနေတဲ့အချိန်တို့ taxi ပေါ်မှာရှိနေတဲ့အချိန်တို့ရထားပေါ်မှာရှိနေတဲ့အချိန်တို့ပြောတာပြီးကျွန်တော်အိမ်မှာဆိုလို့ရှိရင်အလုပ်အရမ်းများတယ်တပြက်စီလဲလှဲရတယ်ဒီပစ္စည်းလဲရတယ်ပြီးလို့အဝတ်လျှော်ရတယ်အိမ်တန်ရှင်းရေးကလည်းလေတော်တော်အချိန်ပေးတဲ့ထဲမှာပေးရတဲ့ထဲမှာပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုဂယူစိုက်တာပေါ့ဒီမှာ2 နာရီလောက်ပဲရှိမယ်အလွန်ဆုံးအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဟင်းချက်တာထမင်းချက်တာတွေမပါသေးဘူးစားတာတောက်တာတွေမပါသေးဘူးရုပ်ရှင်လေးကြည့်ရတယ်မပါသေးဘူးအခုဒီလိုမျိုးဗီဒီယိုလေးနားထောင်တာလေးမပါသေးဘူးပေါ့နော်အဲ့တော့24နာရီကတကယ်ကိုမလုံလောက်နေဘူးပေါ့နော်အဲ့တော့မလုံလောက်နေတဲ့အချိန်မှာကျွန်တော်တို့တွေကဘာတွေဆက်ပြီးတော့တွေးမလဲကိုလိုချင်တာကတော့ okay နှစ်ဆဖြစ်ပြီဆိုလို့ရှိရင်အဲ့နှစ်ဆဖြစ်အောင်ဘာတွေလုပ်မလဲဆိုတဲ့ဥစ္စာကိုကျွန်တော်နည်းနည်းလေးဆက်ပြီးတော့တွေးကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတတိယပေးစေချင်တာကလူတိုင်းရဲ့အချိန်တွေကအရန်အကန့်အသတ်ရှိတယ်အဲ့ဒါကဒါအများကြီးထွေထွေထူးထူးပြောစရာမလိုဘူးကျွန်တော်တို့
အရန်ကိုနားလေကြတယ်ဒီတဘာဘေးအန်နေတွေတို့အရာအားလုံးပေါ့နော်အရာအားလုံးအဲ့လိုမျိုးကိုမျက်မြင်ကြုံတွေ့ခဲ့ရတဲ့အချိန်မှာကျွန်တော်တို့အဓိကလုံနိုင်တာကကိုယ့်ရဲ့အချိန်တွေကိုအကောင်းဆုံးနီးလန်းနဲ့ဘလို့အသုံးချမလဲဆိုတဲ့ဥစ္စာကိုဒါအခုအတွေးစစ်ဆုံးအချိန်လို့လဲကျွန်တော်ယူဆရဲပေါ့နော်အဲ့တော့နည်းနည်းလေးဆက်ပြီးတော့တွေးကြည့်အောင်အလုပ်ကျွန်တော်တို့တော်တော်များများအလုပ်တွေလုပ်ကြတယ်ဘာလို့လုပ်နေရလဲပတ်စံရချင်းလို့အဓိကဒါကတော့လူတိုင်းအထောက်မပြောရင်တော့မှဒါကတော့အဓိကရည်ရွယ်ချက်ပဲသိကြတယ်ကျွန်တော်လည်းဘာလို့အလုပ်လုပ်နေရလဲဆိုတော့ပတ်စံရတော့လိုချင်တာပေါ့နော်ပတ်စံရှိတော့မှကိုဖြစ်ချင်တဲ့အရာလေးတွေကိုထောက်ပံ့ပေးခြင်းတဲ့သူလေးတွေကိုဒါလှုပ်ရှားရှားလုပ်ရမှာဆိုတော့ကျွန်တော်ကသိကြပါအလုပ်တော့လုပ်ရတယ်အဲ့တော့အလုပ်လုပ်တဲ့အခါမှာဘာအရေးကြီးဆုံးဖြစ်မလဲအလုပ်လုပ်တဲ့အခါမှာဘာအရေးကြီးဆုံးဖြစ်မလဲဆိုတော့ဒါပြောရခက်တယ်ပေါ့နော်ဒါအလုပ်အဓိကတော့ကျွန်တော်များသောဖြင့်တော့ဒါပတ်စံဆိုတဲ့ဥစ္စာကတော့ဒါ final ပေါ့ဒါပေမဲ့ဒီကြားထဲမှာကိုကအလုပ်လုပ်နေလို့ရှိရင်မပျော်ဘူးထားပါတော့ဥမာ9ရက်အလုပ်လုပ်တယ်2ရက်ကနားတယ်9ရက်ကလုံးဝမပျော်ဘူးဆိုလို့ရှိရင်တကယ်ကလေနှမျောစရာကြီးဆိုပြန်ပြီးဟိုရှေ့မှာတွေ့ကြအောင်ဆိုဘွာကြီးကနှမျောစရာကြီးဒီ10နှစ်အချိန်ပေးမှကျွန်တော်တို့ပစ္စည်းလေး10ခုလောက်ပဲရမယ်ဆိုလို့ရှိရင်နှမျောစရာကြီးတကယ်နှမျောဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဟိုနည်းနည်းလေးကိုပို့ပြီးတော့ချစ်ပေးကြည့်မယ်ပေါ့ကိုပို့ပြီးချစ်ပေးကြည့်တဲ့အခါမှာဘယ်လိုလဲဆိုတော့ကိုနည်းနည်းပို့ပြီးတော့ပျော့အောင်ထားမယ်ကိုအချိန်တည်တည်ချာချာလေးစီမံခန့်ခွဲတတ်အောင်လုပ်ပြီးတော့ပို့ထွက်လာတဲ့အချိန်လေးမှာကိုအတွက်ကိုအချိန်ပေးမယ်ဝါနာပါလာလေးလေ့လာမယ်ပေါ့နော်အဲ့တော့သူကဒီ live ကို live လုပ်တာနဲ့ live ကို live လုပ်တာနဲ့live life နဲ့ live live နဲ့မတူဘူးပေါ့နော်တချို့တွေကကြတော့ဒါရှင်တန်ဖို့အတွက်ဟိုဘွားကြီးမှာမွေးလာပြီဆိုတော့မထူးပါဘူးလေဆိုပြီးတော့ရှင်တန်ရတယ်ပေါ့နော်ဒါမှမဟုတ်တချို့တွေကကြတော့လေကိုယ့်ရဲ့ life ကို enjoy လုပ်တယ်ကို self control လုပ်နိုင်ပြီးတော့ပေါ့နော်ဒါကငွေကြေးတွေနဲ့မဆိုင်ဘူးကိုကဘဝကိုဘလို့အတိတ်ပဲဖွင့်မလဲဆိုတဲ့ပုံစံပေါ်မှာပဲမူတည်တယ်ပေါ့နော်ဒီတိုင်းစိတ်ညစ်နေမယ်ဆိုလို့ရှင်လဲဒါမတက်နိုင်ဘူးပေါ့နော်ကိုယ့်ရဲ့ရွေးချယ်မှုပဲစိတ်ညစ်တယ်မညစ်ဘူးဆိုတာကလဲအဲ့လိုမျိုးပေါ့နော်စိတ်ညစ်စရာရှိတာနဲ့အဲ့လိုမျိုးပေါ့နော်လှုပ်စရာရှိတာမလှုပ်နေရနေရလဲမတူပြန်ဘူးပေါ့နော်အဲ့တော့နည်းနည်းလေးဆက်ပြီးတော့စဉ်းစားကြည့်အောင်ဒီမှာဆိုလို့ရှိရင် productivity ဆိုတဲ့စကားလုံးလေးရေးထားရပေါ့နော်အဓိကပြောချင်တဲ့အကြောင်းအရာကတော့ဒီနေ့ကတော့ဒီဥစ္စာပဲဂျပန်လိုဆိုလို့ရှိရင်ကျွန်တော်ကလေစိတ်ဆန်းစိတ်ဆိုပြီးတော့ခေါ်တယ်ဒီအကြောင်းအရာကိုကျွန်တော်တို့အကြောင်းမှမတင်ပေးခဲ့ဘူးတကယ်လုပ်ငန်းခွင်အလုပ်လုပ်တဲ့အခါမှာပေါ့နော်အထူးသဖြင့်ကျွန်တော်ဂျပန်လုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါမှာဒီအကြောင်းအရာကိုယင်တဲ့အသေးတွေကနေပြီးနိုင်ချွတ်ကိုတတိချာလေးကိုနားလည်ခဲ့ရတယ်ပေါ့အဲ့တော့ productivity ဆိုတာဘာလဲလူတယောက်မှာသူ့ရဲ့ productivity ဆိုတာအများကြီးရှိတယ်ကျွန်တော်လေးလွန်ခဲ့တဲ့9နှစ်တုန်းကတည်းကပေါ့နော်ဒီလိုမျိုးစာတွေရေးတယ်စကားတွေပြောတယ်ဒါပေမဲ့လိုမျိုး record တွေသွင်းတယ်ပေါ့နော်ဒီလိုမျိုး record သွင်းပြီဆိုလို့ရှိရင်လေထားပါတော့နိုင်ဝက်စာ record ကိုသွင်းမယ်ဆိုလို့ရှိရင်3ရက်လောက်ကြာတယ်ဘာလို့လဲဆိုတော့စကားပြောတဲ့အခါမှာမြန်မာစကားပြောတာပဲเนาะဒါပေမဲ့အဆင်မပြေဘူးထက်ခါပြန်ပြီးတော့ record တွေသွင်းရတယ်ထက်ခါပြန်ပြီးတော့ပြင်ရတယ်စာတွေပြန်ရှာရတယ်ပေါ့เนาะဒါပေမဲ့9နှစ်6နှစ်ပေါ့နော်အဲ့လိုမျိုးတောက်လျှောက်လောက်လာတဲ့အခါကြလို့ရှင်အခုဆိုရင်ကျွန်တော်ကဒီနိုင်ဝက်တနားကြီးစာ record သွင်းမယ်ဆိုရင်တနားကြီးပဲပြရတယ်အဲ့ဒါဘာလဲဆိုတော့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့လောက်လာတာတွေကလည်းမြန်လာတယ်အတွေ့အကြုံထက်ခါများလာတဲ့အခါမှာ result ကပို့ပြီးတော့မြန်လာတယ်ပေါ့နော်အဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်အရင်တော့က email တစ်စောင်ပို့မယ်ဆိုလို့ရှိရင်grammar ကလည်းစဉ်းစားနေရသေးတယ်ဘာရေးလို့ရမှလည်းမသိဘူးဂျပန်စာကလည်းတိတ်ပြီးတော့နားမလည်ထားပါတော့ဗောနော်အင်္ဂလိပ်စာကလည်းအဲ့လိုမျိုးကျွန်တော်တို့သိချာမသိဘူးဆိုတဲ့အချိန်မှာ email တစ်စောင်ရေးဖို့နိုင်ဝက်ကြာတယ်ဆိုလို့ရှိရင်နောက်ပိုင်းအခုကျွန်တော် email တစ်စောင်ပို့ဖို့အတွက်3မိနစ်လောက်ပဲကြာတယ်ဆိုလို့ရှိရင်သူ့ရဲ့ productivity ကမြင့်လာတယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဒီ productivity ဆိုတာကကျွန်တော်ရဲ့နေ့စဉ်ဘဝမှာပေါ့အလုံးမာတွေမကဘဲနဲ့နေ့စဉ်ဘဝမှာလည်းအရန်ကိုအရေးကြီးတယ်အရာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် definition လေးထည့်ထားတယ် productivity ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ဒါမှအလုပ်တစ်ခုခုပေါ့နော် task တစ်ခုခုကိုလှုပ်ဆောင်တဲ့အခါမှာတော့ဘယ်လောက်ကျွမ်းကျင်လုပ်နိုင်လဲဆိုတဲ့ဥစ္စာကိုတိုင်းတာတဲ့အရာဖြစ်ပါတယ်တဲ့လူတစ်ယောက်တည်းမကဘူးသူစက်ပစ္စည်းမှာလည်း productivity ရှိတယ်ဒါမှမဟုတ်စက်ရုံတွေပါဆိုလို့ရှိရင်လည်းသူရဲ့ productivity ဆိုတာရှိရပေါ့နော်ဥပမာဒီစက်တစ်လုံးကပစ္စည်းအခု1000ကိုတစ်နေ့မှာထုတ်နိုင်တယ်ဆိုရင်သူရဲ့ productivity က1000ပေါ့ဥပမာတစ်ခုခု value တစ်ခုခုပေးလိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီစက်ရုံကတစ်နေ့ကိုပစ္စည်းအခု1000ထုတ်နိုင်တယ်ဆိုလို့ရှိရင်ဒီစက်ရုံမှာလုပ်လို့ရှိရင်ကျွန်တော်ခန့်ရတဲ့ဝန်ထမ်းဆိုလို့ရှိရင်အတူတူပဲတစ်ရက်ပဲငှားရမှာဒါပေမဲ့သူက1000ထုတ်နိုင်တယ်ဆိုလို့ရှိရင်ဒီဟာပို့ပြီးတော့မြင့်နိုင်တယ်ပေါ့အဲ့လိုမျိုးတွေအများကြီးဒီတကယ်နေ့စဉ် business လုပ်ငန်းတွေမှာအများကြီးတွေ့ကြရပေါ့နော်ဒီစနစ်တွေဆိုလို့ရှိရင်အတူတူပဲပေါ့အဲ့တော့တစုံတစ်ယောက်ကဒီတက်နာရီလုံနိုင်တဲ့အရာကိုတခြားတစ်ယောက်ကပေါ့နော်ဒီအလုပ်ကိုလုပ်ဖို့အတွက်3နာရီကြာနေရဆိုလို့ရှိရင်ဒါသူတို့ရဲ့လုံနိုင်စွာမတူဘူးပေါ့နော်အဲ့ဒါကြောင့်တစ်ခါလေကြာရင်စဉ်းစားကြည့်လေနော်
တချို့ကြတော့တနေ့တည်းနဲ့ဒီ8နာရီလာလုပ်ပေးမယ်တချို့ကြတော့လစာအများကြီးရနေတယ်တချို့ကြတော့လစာနည်းနည်းလေးပဲရနေတယ်ဒါကတော့ကိုရွေးချယ်တဲ့အလုပ်ပေါ်မှာလည်းမူတည်မယ်ဆိုပေမဲ့တူညီတဲ့လုပ်ငန်းခွင်ကိုပဲကြည်လိုက်ပေါ့နော်အမှအမြင့်ဆုံးပြောလို့ရတာဟာကျတော့ဒီ productivity ပေါ့သူကမြန်မြန်ဆန်ဆန်ဘယ်လောက်ထိလုပ်နိုင်လဲဆိုတဲ့ဥစ္စာပေါ်မှာမူတည်ရပေါ့ဒါကလေကာယတစ်ခုတည်းကိုပြောတာမဟုတ်ဘူးပေါ့နော်ညာနာနဲ့လည်းဆိုင်တယ်ကျွန်တော်မြင်ဘူးတာဆိုလို့ရှင်လုပ်ငန်းခွင်မှာဆိုလို့ရှင်ပေါ့နော်တစုံတစ်ယောက်ကအရန်အလုပ်တော်တယ်သူအများကြီးလုပ်နိုင်တယ်ပေါ့နော်အများကြီးလုပ်နိုင်တယ်ဒါပေမဲ့သူ့မှာအဲ့လိုမျိုးဘာလိုအပ်နေရမျိုးရှိနိုင်လဲဆိုလို့ရှင်ဆုံးဖြတ်ချက်ချတာပေါ့ဆုံးဖြတ်ချက်အရန်တွေးဝေးတယ်အရန်ကိုစိုးရိမ်တတ်တယ်တခုခုဆိုလို့ရှင်အဲ့လိုမျိုးပေါ့နော်အရန်တွေးတတ်တယ်ဆိုလို့ရှင်တေချာပေါက်သူကလေအဲ့လိုယာတူးမတိုးဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ရောင်ယုံနေပိုင်းမှာယာတူးမြင့်လာလို့ရှင်ဘာဖြစ်လာလဲဆိုတော့အဲ့လို decision making ဆိုတာကအရန်အရေးကြီးလာတယ်ပေါ့နော်ဆုံးဖြတ်ချက်မြန်မြန်ချဖို့အတွက်ကအရန်အရေးကြီးတာဖြစ်တဲ့အတွက်အဲ့တော့ဒီပေါ့နော်တနေ့မှာပစ္စည်း100ထုတ်နိုင်တာ1000ထုတ်နိုင်တာတွေအပြင်ကိုမှအဲ့1000ထုတ်နိုင်ဖို့100ထုတ်နိုင်ဖို့အတွက်မြင်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချပေးနိုင်တဲ့အရေးအချင်းနေပေါ့နော်အဲ့တော့အဲ့ဒီဥစ္စာကလည်းဒါကိုယ့်ရဲ့ decision making ကလည်းကိုယ့် productivity မှာထပ်ပြီးတော့တွေ့ရမယ်အချက်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ productivity ဆိုတာကကိုကျွန်တော်ရဲ့ output တစ်ခုခုရှိမယ်ပေါ့နော်ဒါဘာပဲဖြစ်ဖြစ် output တစ်ခုခုရှိမယ်အဲ့ဒီဥစ္စာကိုထည့်လိုက်ရတဲ့ input ပေါ့နော် input ထဲမှာဆိုလို့ရှိရင်အချိန်တွေလည်းပါမယ်ငွေတွေလည်းပါမယ်အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဒီ productivity ကိုတိုင်းတာတာဖြစ်ပါတယ်ဂျပန်မှာဆိုလို့ရှိရင်ကျွန်တော်အရင်သဘောကျတဲ့ phrase လေးရှိရတော့ 3M လို့လည်းခေါ်တယ်ဒီမှာမူဒီဆိုပြီးတော့လည်းခေါ်တာမျိုးလေးရှိရပေါ့နော်ဒါကလည်း productivity လို့ပြောလိုက်လို့ရှိရင်အများနဲ့ဆက်တွေ့ရမယ့်အချက်လေးတစ်ခုဖြစ်တယ်ပေါ့အဲ့တော့တစုံတယောက်ရဲ့အလုပ်တာဝန်ပေါ့နော်အလုပ်တာဝန်ကသူ့ရဲ့လုံနိုင်စွမ်းထက်ညားနေရပေါ့နော်သူမလုံနိုင်ဘူးဒါပေမဲ့သူ့မှာအလုပ်တွေအများကြီးရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့sorry ဒီဥစ္စာကမှုတီဖြစ်တာအဲ့တော့မှုတီဖြစ်တယ်မှုတီဆိုတာကမနိုင်ဝင်ထမ်းတယ်ဖြစ်သွားတယ်ပေါ့နော်မနိုင်ဝင်ဖန်ဖြစ်သွားတယ်သူ့ရဲ့အလုပ်တာဝန်ကနည်းနေပြီးတော့ तू ကအရန်အရန်တော်တယ် तू အရန်တော်တယ် तू သွားပြီးတော့ဒါလေးလောက်ခိုင်းပေါ်လေးလောက်ခိုင်းနေဆိုလို့ရှိရင်သူ့ရဲ့အချိန်တွေကဘာဖြစ်သွားလဲဆိုတော့မူတာအရဟတ်သက်ဖြစ်တယ်ပေါ့နော်အနောက်ကအလယ်မှာရှိနေတဲ့ဒီမူတာကကြတော့ဘလို့အဓိပ္ပာယ်လဲဆိုတော့ तू ဇက်တိုက်ဖြစ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ယုံတယုံထဲမှာပေါ့နော်ဒီလိုမျိုးမူတာတွေမူတီတွေကဇက်တိုက်ဖြစ်နေပြီဆိုလို့ရှိရင်productivity မကောင်းဘူးဆိုပြီးတော့ယူဆရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတခါတလေကြားလို့ရှိရင်ကိုကသိရဒါလေးကိုပေါ့ပါလေးပဲပြီးနိုင်တယ်ဆိုပေမဲ့မလုပ်သေးဘူးအေးစစ်တာဝန်ယူထားရပေါ့နော်ဆိုလို့ရှိရင်ဒါကျွန်တော်ကတကယ်မူတာဖြစ်နေတာပေါ့နော်အချိန်ကိုနည်းနည်းဖြုံးနေတယ်လို့မျိုးဖြစ်သွားနိုင်တယ်အဲ့တော့ကိုမနိုင်ဝင်ထမ်းပြီးအကုန်လုံးမယ်ဆိုလို့ရှိရင်လည်းမူတွေဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒီ3ခုလုံးကတော့ဒါ3M ကတော့ဒါရှောင်ရှားရမယ်ပေါ့နော်ဆိုတဲ့ဥစ္စာမျိုးလေးရှိတယ် okayကျွန်တော်များတော့ဖြင့်ဒီဥစ္စာလေးကိုပြောတဲ့အခါမှာတခုခုဆွဲခိုင်းနေပေါ့နော်အချိန်10မိနစ်ဒါကလေကျွန်တော်အင်္ဂလိပ်စာဆရာကကျွန်တော်သင်ပေးခဲ့တဲ့နီလန်လေးတစ်ခုပေါ့နော်တရက်အတန်းချိန်မှာအတန်းတက်နေတော့ဆရာကလေကျွန်တော်အချိန်ပေးမယ်အချိန်10မိနစ်ပေးရပေါ့နော်အချိန်10မိနစ်အတွင်းမှာစပိန်ပုံဆွဲတယ် Oh my god စပိန်မျက်လုံးထဲမှာမြင်တယ်ဆွဲ10မိနစ်အတွင်းမှာလေ10မိနစ်အတွင်းမှာဘယ်ကနေစဆွဲလို့ဆိုရမှာမလို့တေချာပေါက်လက်ကင်ထည့်မယ်ထိုင်ကုန်ထည့်မယ်ဘိန်းဆွဲမယ်အမှတော့ဘယ်လိုလဲဆိုတော့အဲ့ဆွဲပြီးသွားတဲ့အချိန်မှာအဲ့ပုံပြခိုင်းနေပေါ့နော်ဘာရှိနေလဲလက်ကင်ပါလားခြေနှင်းပါလားဘိန်းပါလားထိုင်ကုန်ပါလားချင်းကျိုးပါလားစသဖြင့်ပေါ့နော်ပြန်ပြီးတော့စစ်တယ်ကိုရီနေတိုင်းမြင်နေကြဒီလိုမျိုးရင်းနှီးတိနေတဲ့စပိန်ဆိုတဲ့အရာကိုတော့မှကျွန်တော်10မိနစ်အတွင်းမှာဆွဲရပြီဆိုတဲ့အချိန်မှာလေ nervous ဖြစ်တယ်ဘာဆွဲလို့ဆွဲရမှမသိဘူးပေါ့နော်အဲ့လို10မိနစ်ဆိုတဲ့အချိန်ရဲ့အဲ့လိုချုပ်တီးမှုကလေတော်တော်လေးမြင့်တယ်ပေါ့နော်အဲ့တော့အဲ့ဒါဘာနဲ့တွားပြီးတော့လို့လဲဆိုတော့အဲ့ဒီပေါ့နော်ကျွန်တော်အုံနောက်ကို10မိနစ်တွင်းမှာအလုပ်လုပ်တဲ့ဥစ္စာဒါစာမုံပွဲဖြည့်တဲ့အခါမှာလည်းအဲ့လိုအတူတူပဲပေါ့အချိန်ဆိုတော့ဥစ္စာကကျွန်တော်အရန်ကန့်တတ်ထားတယ်ပေါ့နော်အမြန်ဆုံးဖြတ်ရတယ်ဒီအချိန်အတွင်းမှာအမြန်ဆုံးအဆုံးဖြတ်ရတယ်အဲ့တော့ကျွန်တော်တို့အမြဲတမ်းပေါ့နော်အုံနောက်ထဲမှာကလေအလောက်ကတိတ်ပြီးတော့မလုပ်ဘူးဆိုတာကအေးစစ်ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်အေးစစ်အရန်ကိုအေးစေးနေတာအချိန်ကရှိသေးတယ်အေးစေးနေတာဒါပေမဲ့တကယ်ပြဿနာဖြစ်လာတဲ့အခါကြလို့ရှိရင်တကယ်ပြဿနာဖြစ်တဲ့အခါကြလို့ရှိရင်ကျွန်တော်တို့မှာစဉ်းစားချိန်ကမရှိအလုံးမှာပြဿနာပေါ်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဥပမာအမြန်ဆုံးအမြန်ဆုံးနားလဲလွယ်အောင်ပြောရမယ်ဆိုဘာသာစကားလေးလာတယ်ပဲထားပေါ့နော်ကျွန်တော်တို့ဒီမှာတကယ်နှစ်ဖူးတွေ့မီတင်မှာပေါ့နော်ဘာသာစကားတစ်ခုနဲ့ပေါ့နော်ကိုယ့်ရဲ့မိခင်ဘာသာစကားမဟုတ်တဲ့တခြားဘာသာစကားနဲ့စကားပြောရတော့မယ်ဟေ့ဆိုလို့ရှိရင်
အုံနောက်ထဲမှာကျွန်တော် dictionary တွက်ကြည့်ချိန်လည်းမရအောင် sentence စီနေခြင်းလည်းမရအောင် chat GPT ကိုမေးချိန်လည်းမရအောင်နှစ်ဖူးတွေဒူးတွေ10မိနစ်တနာရီဆိုတဲ့အတွင်းမှာအကုန်ပြောရတယ်အဲ့တော့အရန် stress ဖြစ်တယ်အရန် limited ဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကျွန်တော်ကအဲ့ဒီဥစ္စာတွေနဲ့ကျင့်သားမရနိုင်ဘူးဆိုလို့ရှိရင်လွဲတယ်မှားတယ်ကြောက်တယ်မလုပ်ရဲဘူးဆိုတဲ့ဥစ္စာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ decision making ကဘယ်လောက်ထိအရေးကြီးလဲဆိုတဲ့ဥစ္စာကိုလေကျွန်တော်ကတော့ဒါနေ့စဉ်ဘဝမှာတော်တော်လေးတွေးမိတယ်ပေါ့နော်ဥပမာထားပါတော့ကိုကပစ္စည်းလေးတစ်ခုခုဝယ်ဖို့3ရက်လောက်စဉ်းစားရတယ်ဒါတော့ဟုတ်ပါတယ်ဒါဟုတ်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ကိုဝယ်မဲ့ပစ္စည်းကတသေးလေးဘာမှမဟုတ်ဘူးဒီတိုင်းတသေးလေးပစ္စည်းလေးအဲ့ပစ္စည်းလေးဟိုပေါ့100တန်လောက်လေးပေါ့အရင်100တန်လောက်လေးဆိုရင်တော့မှဂျိုင်း3နိုင်လောက်စဉ်းစားနေပြီဆိုလို့ရှင်တခါလေအရင်အားနေရဆိုလို့ရှင်တော့ဒါအရင်ကိုကောင်းမွန်တဲ့အရာဖြစ်တယ်ဆိုပေမဲ့အဲ့ဒါမျိုးလေးတွေကများလာပြီဆိုရင်ကိုယ့်ပေါ်မှာဒီထက်အရေးကြီးတဲ့အရာတွေတွေးကြရအများကြီးရှိနေတဲ့ဥစ္စာတွေကိုတွေးဖို့အတွက်အချိန်မလုံလောက်ဘူးဖြစ်သွားနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အစပြန်ပြီးတော့သွားပြီးတော့စဉ်းစားရမယ်ဆိုလို့ရှင်ဟို24နာရီမှာအချိန်ကအရင်က limited ဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့တသေးလေးတွေဆိုလို့ရှင်တော့ဥမာစားချင်လဲစားလိုက်ပေါ့နော်ဝယ်ချင်လဲဝယ်လိုက်ပြီးလို့ရှင်ရှေ့ဆက်ပြီးတော့ဥမာနောက်ထားလဲရရင်လဲရမယ်ရရင်လဲဒါ lesson ပေါ့နော် lesson learn ပေါ့အဲ့ဒီရတဲ့သင်ခန်းစာနေယူလိုက်ပေါ့အဲ့လိုစားတော့ဆိုင်နေပါမှာဆိုလဲအဲ့လိုပဲလीနော်ဟိုမှားတယ်စားတယ်ဆိုတာကကိုကဘာရလာမလဲဆိုတာမသိဘူးပေါ့နော်မသိတဲ့အတွက်မှားလိုက်ရတယ်စားလိုက်ရတယ်တခါလေကြားလို့ရှိရင်အဲ့လိုမျိုးပေါ့နော် failure လေးဖြစ်တယ်ပေါ့ကိုမျောလင်းထားရတယ်မဖြစ်သွားဘူးဆိုတဲ့ဥစ္စာမျိုးကြီးလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့အရန်နေရာတိုင်းမှာ perfect ဟိုဖြစ်ချင်အောင်ပေါ့နော်အရန်ကိုတွေးအရန်ကိုလုပ်တဲ့ဥစ္စာကလည်းတခါလေကြားလို့ရှင်ပေါ့နော်သူ့ညာနဲ့သူပေါ့နော်ဟိုတင့်ရုံပဲကောင်းတယ်ဆိုတဲ့ဥစ္စာမျိုးလေးပေါ့ဒီတေးလေးပေါ့မနှက်စာဘာစားမလဲဆိုတဲ့ဥစ္စာ3နိုင်လောက်ထိုင်စင်းစားနေပြီးတော့ဘာမှလည်းမစားဖြစ်တော့ဘူးပြင်လည်းမသွားဖြစ်တော့ဘူးစားလည်းမကြက်ဖြစ်တော့ဘူးဆိုလို့ရှင်တော့ဒါအချိန်ဖြုံးတလို့မျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ကျွန်တော်အမေဆိုအမြဲတမ်းပြောတယ်လှုပ်ရှားရှက်လှုပ်စားချက်ရှက်စားသမင်းဆိုလဲကျွန်တော်မနှက်စာဆိုလဲကောင်းကောင်းလေးစားချင်တယ်ဘာစားရင်ကောင်းမလဲအမြဲတမ်းတွေးရခါမှာအမေကမနှက်စာဒီနေ့တရက်တည်းစားမှာမဟုတ်ဘူးနေ့ဖြန်လဲစားလို့ရတယ်အဲ့တော့ဒီနေ့ရှိတာကိုစားလို့မျိုးပေါ့နော်ဒါလေးကိုဒီနေ့စားလိုက်နောက်နေ့ထပ်စားအဲ့လိုမျိုးအမေကအမြဲတမ်းပြောရဲဆိုတော့ဒါအမေကိုလည်းအမြဲတမ်းကျေးဇူးတင်ပြီးတော့ပေါ့နော်ဒါအဲ့လိုမျိုးတွေးပြီးတော့နေဖြစ်ပါတယ်အဲ့တော့ productivity တက်အောင်ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့အချိန်မှာစောစောပြောထားတဲ့အတိုင်းပဲဒီ decision making ကမြန်လာဖို့လိုတယ်ပေါ့နော်ဒါကလေတရက်တစ်မိနစ်ထဲနဲ့ဥမာပေါ့ဘာပဲလားမတွေးဘဲနဲ့အဲ့ရှေ့မှာကျွန်တော်တို့ဒီလိုမျိုးလေးစကားလုံးလေးရှိတယ်ဥနော်မီဆိုတဲ့ podcast မျိုးလေးရှိရဒီလားဂျပန်စာမှာဆိုလို့ရှိရင်ဥနော်မီဆိုတာကဘာမှမစင်စားမစင်ပေမဲ့နဲ့ yes ဆိုပြီးတော့ပြောလိုက်တာမျိုးပေါ့နော်အဲ့ quick decision making ဆိုတာကဒီဥနော်မီကိုပြောတာမဟုတ်ဘူးเนาะအဲ့တော့မြန်ဆုံးဖြတ်ချက်တွေမြန်ချမပြောမယ်လောက်သွားစားအဲ့လိုမျိုးမဟုတ်ဘူးเนาะအဲ့ဒါကြောင့်ဘာဖြစ်သွားလဲဆိုတော့ဒီဥနော်မီဖြစ်သွားတယ် decision ဆိုတဲ့အနောက်မှာဘာပါလာလဲဆိုတော့ decision ဆိုတာကဆုံးဖြတ်ချက်ဆိုတာဖြစ်တဲ့အတွက်သူအနောက်မှာ responsibility တာဝန်ယူမှုဆိုတဲ့ဥစ္စာရဆက်ပါလာအဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအကုန်လုံးကကိုယ်တာဝန်ယူရမှာဖြစ်တဲ့အတွက်မြန်ဆန်တော့ဆုံးဖြတ်ချက်ချရမယ်ဒါမှတာဝန်ယူရမယ်เนาะအဲ့ဒီအတွက်ကျွန်တော်တို့တွေကတွေ့သမျှဟာအကုန်လုံးဥနော်မီ yes လုပ်လိုက်ရမှာမဟုတ်ဘဲနဲ့ဘာလုပ်ရမှာလဲဆိုတော့ practice ပေါ့ practice လုပ်ရမှာအရင်တော့ဒါလုပ်တဲ့ဥစ္စာကိုတနားရီကြာဆိုအခုနိုင်ဝက်နဲ့ပြီးအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာကိုခုဖူးလို့ခေါ်တဲ့ဂျပန်လို့ဆိုရင်တွေးတောကြံစီကြံစပြီးတော့တီထွင်စမ်းသပ်ရမှာပေါ့နော်အဲ့တော့ practice လုပ်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့နေ့စဉ်ဘဝကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာပေါ့နော်အဲ့ဒီအချက်လေးတွေကိုကျွန်တော်ကတဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်အဲ့တော့အချိန်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ပေါ့ဒီ productivity မြင့်အောင်ဆိုလို့ရှိရင်အရင်ဆုံးကကြတော့ဒီ mindful ဖြစ်တာပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းတတိရှိနေတာပြီးလို့ရှိရင် reset ထွက်အောင်လုပ်တာပေါ့နော်ကျွန်တော်ဒီမနေ့အိယာနိုးတယ်ဒီနေ့ရုံးပိတ်တာဆိုတော့အိယာနိုးတဲ့အချိန်မှာထတယ်ပေါ့နော်အိယာနေထပြီးတော့အရင်ဆုံးဒီနေ့စနေနေ့ဆိုတော့တန်ရှင်းအခန်းကိုတန်ရှင်းနည်းနည်းလေးလှုပ်လိုက်တယ်အမိုက်တွေမပြည့်ရသေးဘူးအမိုက်တွေအရင်ဆုံးသွားပစ်တယ်အမိုက်တွေပြစ်ပြီးတော့ကျွန်တော်အဝတ်လျှော်ဆက်လေးလှည့်ထားတယ်ပေါ့နော်အဝတ်လျှော်ဆက်ရက်သွားတဲ့အချိန်မှာအဝတ်ကိုသွားပြီးတော့လှမ်းခဲ့တယ်ပေါ့နော်အဲ့မလှုပ်ဖြစ်မလှုပ်တော့ဘူးအဲ့တော့အဝတ်ကိုသွားလှမ်းတယ်အဝတ်လှမ်းပြီးတဲ့အချိန်မှာကျွန်တော်မနက်စာ coffee တောက်တယ်ပေါ့ coffee တောက်ပြီးတော့ coffee နဲ့မုတ်လေးနဲ့စားပြီးတဲ့အချိန်မှာအခုဒီမှာထိုင်ပြီးတော့ video record သွင်းနေရပေါ့နော်ဒါလုပ်ပြီးသွားပြီဆိုလို့ရှိရင်အခန်းလဲရှင်းပြီးသွားပြီ video record လေးလည်းသွင်းပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ the rest of my day ပေါ့နော်အဲ့တော့ဒီနေ့နောက်ဆုံးကျွန်တော်ရုပ်ရှင်ပဲထိုင်ပြီးကြည့်နေဘာမှမလုပ်ဘဲနဲ့အိတ်နေဒီစနေနေ့တွေအတွက်ကတော့နည်းနည်းလေး productivity ဖြစ်သွားတယ် reset ထွက်သွားတယ်ပေါ့နော်အဓိကတခုခု reset ထွက်သွားတယ်ဆိုတာဖြစ်တဲ့အတွက်မနေ့ပြန်လဲပျော်မှာဒီနေ့ညနေလဲတေချာပေါက်ပျော်မယ်ဆိုတဲ့စိတ်မျိုးကတော့ရှိတယ်ပေါ့နော်ဘာလို့ဆိုတော့ကိုလှုပ်ရှားရှာလုပ်ပြီးသွားပြီဆိုတော့အဲ့တော့
အဲ့လိုမျိုးပြောတာပေါ့မလောက်တာမဟုတ်ဘူးအကုန်လုံးကလုံနေတယ် reset ထက်တဲ့အထိပြီးဆုံးတဲ့အထိကိုမလောက်ဖ ೇನೆ အလဲထဲမှာတန်လန်းလေးဖြစ်ပေါ့နော်တန်လန်းလေးဟိုမြောက်ဒီမြောက်လေးဖြစ်နေလို့ရှိရင်အပြည့်အဝပြောရမှာမဟုတ်ဘူးအဲ့တော့အလုပ်လုပ်တဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့တသေးလေးတွေကနေစပြီးတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပေါ့နော်အဲ့လိုမျိုး reset ထွက်အောင်လုပ်သွားเนาะအဲ့ဒါဆိုလို့ရှိရင် productivity ကပို့ပြီးတော့မြင့်လာလိမ့်မယ်စောစောလိုမျိုး productivity မြင့်ဒီနေ့ဆိုလို့ရှိရင်တော့ကျွန်တော်တော်တော်လေး productivity မြင့်တယ်လို့ပြောလို့ရပါဘူးဆိုအဝတ်လည်း short ပြီးသွားပြီခန်းလည်းတန်ရှင်းလုပ်ပြီးသွားပြီဗီဒီယိုလည်း record သွင်းပြီးသွားပြီဆိုလို့ရှိရင်တော့ productivity မြင့်တယ်ပေါ့နော်ဒီနေ့အတွက်ဆိုလို့ရှိရင်တော့အဲ့တော့အိမ်ဖြစ်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ stress no လူတိုင်းမှာ stress ရှိတယ်ဆိုမှအဲ့ stress တွေကဖြေလို့ရတယ် release လုပ်လို့ရတယ်အဲ့ဟာအရက်တောက်တာမဟုတ်ဘူးခရီးသွားလိုက်တာမဟုတ်ဘူး shopping ထွက်လိုက်တာမဟုတ်အဲ့ stress တွေရောနေဖို့အတွက်ဒါကျွန်တော်အမြဲတမ်းစဉ်းစားရကျွန်တော်လည်းအဲ့လိုဈေးဝယ်ရအရင်ကြိုက်တော့ stress ဖြစ်ပြီးဈေးအရင်ဝယ်ချင်တယ်မုတ်တွေအများကြီးစားချင်တယ်အဲ့လိုမျိုးပေါ့နော်ဟိုပတ်စံတွေကုန်တဲ့ဟာတွေအရင်လုံးမိရောပို့ပြီးတော့ stress ကတက်လာတယ်ပေါ့နော်အဲ့တော့ stress ရောနေချင်တယ်ဆိုအခန်းတန့်ရှင်းလောက်တာတို့ productivity reset တစ်ခုခုထွားအလုပ်လုပ်လိုက်တာတို့ဘာလို့ stress ရောနေလာတယ်အဲ့လိုမျိုးပေါ့နော် productivity မြင့်နေဆိုရင် stress ရောနေတယ် stress ရောနေ productivity ထပ်မြင့်နေသူကအရန်ကိုဟိုတစ်ခေါက်လုပ်ပြီးသားအရန်ဆွဲလန်းစေတဲ့အရာဖြစ်တဲ့အတွက်တေချာပေါက်ဒါပြီးလို့ရှင်တော့ထိမ့်နိုင်နေစေးစားရီကုန်ကြက်ပြီးပြီဆိုရင် comment လေးအရင်မျှော်နေပါတယ်เนาะအလုပ်တွေပို့ပြီးတော့ပြီးလာလိမ့်မယ်အချိန်တွေပို့ပြီးတော့ထွက်လာမယ်ပေါ့နော်အဲ့တော့အချိန်တွေပို့ပြီးတော့ထွက်လာတဲ့အခါကြလို့ရှင်ဒါဟိုကိုလှုပ်ချင်တဲ့ကိုကနာပါတဲ့အရာလေးတွေကိုပို့ပြီးတော့လုပ်နိုင်တယ်ပေါ့နော်အဲ့တော့အလုပ်အများကြီးလုပ်တဲ့လူတွေကလေကျွန်တော်ထင်တယ်ဒီလားဘယ်သူမှအဲ့လိုမျိုးအရန်ကြီးစူးစမ်းနေစရာမလိုတော့သူတို့က productivity အရန်မြင့်နေတာဖြစ်တဲ့အတွက်သူများတွေဟိုတနားရီလောက်လုံနေရတဲ့ဟာကိုသူခဏလေးလှုပ်လိုက်တာဖြစ်တဲ့အတွက်သူ့မှာအချိန်ကပို့ပြီးတော့ထွက်လာပေါ့နော်အဲ့တော့အလုပ်အများကြီးလုပ်နေတဲ့လူတွေမြင်ပြီးတော့သူကြည်ရပင်ပန်းလိုက်တာဆိုအဲ့လိုမျိုးမရှိသေးဘူးအလုပ်အများကြီးလုပ်တဲ့လူတွေကပို့ပြီးတော့တစ်ခါလေးကြားလို့ရှိရင်အဲ့လိုစိတ်ပိုင်းဆိုင်ရာပျော်ရွှင်တာမျိုးတွေတွေ့ရတတ်တယ်ပေါ့နော်ဒါကလည်းကိုယ်အလုပ်ပေါ်မှာမူတည်တဲ့ကိုယ့်ရဲ့အဲ့လိုခံယူချက်နဲ့တော့နည်းနည်းတော့ဆိုင်နေပေါ့နော်ဒီနေရာမှာပေါ့နော် disclaimer အရန် negative တွေနဲ့မတွေးနဲ့အရန်အဲ့လို negative တွေနဲ့တွေ့ရင်ကျွန်တော်တို့ဒါ looping ပြန်ပတ်သွားပြီးတော့ပို့ပြီးတော့ပေါ့နော်အဲ့လိုမျိုးblame တာပေါ့နော် blame တာဆိုသူများတွေကို blame တာကို blame တာကိုယ့်ရဲ့မိဘတွေကိုပေါ့နော်အဲ့လိုမကောင်းမြင်တာအဲ့ဒါတွေကကြတော့လေဒါကိုယ့်အတွက်တကယ်ကိုအနှောက်အယှက်ဖြစ်စေရပေါ့နော်အဲ့တော့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်စိတ်အေးလေးထားပြီးတော့ကိုယ့်ဘဝကိုတာဝန်ယူမယ်အကောင်းဆုံးကြော်ဖြတ်မယ်အားလုံးအတွက်ကိုွားပေါ့နော်ကို့အများကြီးလူတွေကလှုပ်ပေးတာမျိုးမဟုတ်ဘဲနဲ့ကိုတီတောင်းတနေရကနေကိုတက်ဆွမ်းနိုင်တဲ့လောက်လေးဥမာပေါ့ဟိုသူများအကျိုးမပြုနိုင်တော့သူများအနှောက်အယှက်မဖြစ်အောင်ကြိုးစားပြီးတော့နေထိုင်မယ်ဆိုတဲ့စိတ်လေးနဲ့တကယ်ကိုကြိုးစားလို့ရှိရင်အများကြီးအဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာရေးထားတာကြတော့ဟိုအရင်တော့ဆိုလို့ရှိရင်ကျွန်တော်မနှစ်ကပေါ့နော်မနှစ်ကဟို Facebook မှာ morning post ကို365ရက်လုံး366ရက်လားမနှစ်ကရက်ထက်နေဆိုဟုတ်လားမသိဘူးမမှတ်မိရောအဲ့တော့ထားပါတော့เนาะတရက်မပြတ်တင်ခဲ့တယ်အဲ့ဒီဥစ္စာလေးဆိုလို့ရှိရင်ကျွန်တော်တခုရေးဖို့အတွက်ပေါ့เนาะ10မိနစ်လောက်ပဲအချိန်သုံးတယ်ဒီနှစ်ကတော့ဒါနှစ်အစတွေကကျွန်တော်ပြောထားပြီးတဲ့အတိုင်းဒီ2025ဒီကျွန်တော်ဒီဗီဒီယို record သွင်း2025ဆို2025ဒီကျွန်တော် lifestyle အရန်ရုပ်အပြောင်းလဲဖြစ်တယ်တတိချာချာလေးကိုကဲတင်ရမယ်နှစ်ဖြစ်တဲ့အတွက်ဆိုတဲ့ဥစ္စာကျွန်တော်နှစ်အစတွေက remind လုပ်ခဲ့ပြီးတော့ဒီနောက်မှာကျွန်တော်ဟာတိုင်လည်းမလုပ်ဘူးအဓိကအရေးကြီးတဲ့ဥစ္စာလေးကိုပဲအဓိကထားပြီးတော့ပြောသားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ PowerPoint ဆိုလို့ရှိရင်လည်းကျွန်တော်တော်ဆိုချရေးလိုက်တဲ့အချိန်တနားကြီးကြာတဲ့ idea အကုန်အစားဆုံးပါပေါ့နော်ပြီးလို့ရှိရင် record 30သွင်းလိုက်တယ်ဆိုဒါပဲပြီးရင်ဒါကိုထပ်ပြီးတော့ဟိုမကြည့်တော့ဘူးပေါ့နော်မကြည့်တော့ဘူးဆိုတာကဒီတော့ဟာယူလေဥမာ3ရက်လောက်စဉ်းစားပြီးအဲ့လိုမျိုးမလုပ်ဘူးဆိုတဲ့အတိတ်ပဲမျိုးပြောချင်တာပေါ့ဥမာခီးသွားမယ်ဆိုလို့ရှင်အဲ့လိုပဲအကုန်လုံးကထားပါတော့9လပိုင်းမှာခီးသွားမယ်လို့စဉ်းစားလိုက်လို့ရှင်4လပိုင်းလောက်ထက်တနေ့ကုန်ဘာလုံးမလုပ်ချင်တော့ခီးသွားမယ်အကြောင်းအရာလေးတွေဘာဝင်ကောင်းမလဲဘာလို့ကျွန်တော်လည်းအရင်တော့အဲ့လိုမျိုးအရင် excited ဖြစ်တဲ့တဲမှာပါတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဘဝမှာလေသွားနိုင်တဲ့ခီးအရေးအတွက်တရားအရင် limited ဖြစ်တာကိုခံစားရတယ်ကျွန်တော်အရင်ကို perfect ဖြစ်ချင်တော့လေခေါင်းစားခြေစုံဘာလေးဝတ်မယ်ဘလို့ဝတ်မယ်အစားအမြဲတမ်းပေါ့နော်ခီးတစ်ခုရှိပြီဆိုရင်အသေးစိတ်စီစဉ်တော့လေအရင်ပစ်မှန်းတဲ့အပြင်ကိုအဲ့လိုကိုသွားတဲ့အခါကြလို့ရှိရင်ကိုကအသေးစိတ်စီစဉ်ထားတော့ကိုဖြစ်ချင်တဲ့ဟာတွေမဖြစ်လာတဲ့အချိန်မှာပို့ပြီးတော့ပင်ပန်းလာခံစားရတယ်ပေါ့နော်ခုနောက်ပိုင်းကျအဲ့လိုမဟုတ်တော့ခီးသွားမယ်ဆိုလို့ရှိရင်လည်းအင်ဂျီအဝတ်အစားဆိုလို့ရှိရင်လည်းကျွန်တော်တော်လေး short ဖြစ်တယ်ပေါ့နော်ရှိတာကိုလှအောင်ဝတ်မယ်ဆိုတဲ့စိတ်ပဲရှိတယ်အဲ့ခရီးသွားဖို့အတွက်ဆိုပြီးတစ်လလောက်စိတ်ရှုံမခံတော့ဘူးပေါ့နော်အဲ့ချိန်မှာဘာဖြစ်လာလဲဆိုပို့ပြီးတော့ခရီးတွေသွားဖြစ်လာအရင်ပေါ့ပါနေပေါ့နော်အဲ့တော့အဲ့ဒီဥစ္စာလေးလဲဒါ reference အနေနဲ့ယူဆလို့ရမယ်လို့ပြောမယ်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့အရှိမဆိုလို့ရှိရင်အကျယ်ချက်ပြောခဲ့တာကဒီ
24နာမှာအိတ်ချိန်24နာရီမှာအိတ်ချိန်စားချိန်တွေဖယ်လိုက်တယ်ဆိုတဲ့အချိန်မှာပေါ့နော်ကျွန်တော် main ကလေးဖြစ်တဲ့အတွက်တနေ့တာမှာဆိုလို့ရှိရင်ကျွန်တော်မျက်လုံးကလည်းပါဝါမမြင်တော့လေပါဝါများတော့မမြင်ရတော့ကြတော့တနေ့မှာလေလို့အိတ်ရနှုတ်လို့ရှိရင်မျက်မှန်ရှာရတဲ့အချိန်တို့တည်ပြီးလို့ရှိရင်စပင်ရရှည်ရောခေါင်းစည်းကွင်းလိုက်ရှာရတဲ့အချိန်တို့ပြီးအိမ်တော့ရှာရတဲ့အချိန်တို့ကားတော့ရှာရတဲ့အချိန်တို့ဘာဆိုင်ကောင်းမလဲတွေးနေရတဲ့အချိန်တို့ဥပမာပေါ့နော်ဒီကွန်ပျူတာထဲမှာဆိုလို့ရှိရင်ကိုပြောချင်တဲ့အရာတခုခုလိုက်ရှာရဲဆို file ရှာနေရတဲ့အချိန်တို့အဲ့ဒါကြီးတတိထားမိလိုက်တဲ့အချိန်မှာတော်လေးတနေ့တာမှာသူတို့ရအချိန်ယူစားရတယ်ပေါ့နော်အဲ့ကျွန်တော်အခုဆိုလို့ရှိရင်ဟိုတစ်နှစ်ကိုပေါ့နော်မျက်မှန်တက်လက်လောက်တော့လုတ်တယ်ဘာလို့ဆိုကွာမျက်လုံးမကောင်းတဲ့သူဖြစ်တဲ့အတွက်သူများနေမတူဘူးပေါ့နော်ကျွန်တော်မှလောလောဆယ်မျက်မှန်ဆိုလို့ရှိရင်3လက်ရှိတယ်ပေါ့နော်တစ်ခုကကြတော့ကျွန်တော်ရုံးမှာပဲတည်တန်တက်တဲ့မျက်မှန်ရယ်နောက်တစ်ခုကကြတော့ဒီစာရေးစပွဲပေါ်မှာထားတဲ့မျက်မှန်ရယ်နောက်တစ်ခုကကြတော့အကျန်းပေါ့နော်ဘယ်တော့အဲ့လိုမျိုးကောက်တက်ပစ်ထားအဲ့လိုမျိုးထားတဲ့ဥစ္စာမျိုးပေါ့နော်ကျွန်တော်ကအမြဲတမ်းအဲ့လိုဟိုသွားငင်းမနေတဲ့သူဆိုတော့လေမျက်မှန်ကိုကင်သွားပြီးတင်ထားခဲ့ပြီးလို့ရှိရင်အဲ့မျက်မှန်ကိုလိုက်ရှာမမြင်ပါဘူးဆိုမျက်မှန်ရှာရအချိန်တော့ကြာရပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်အဲ့လိုမျိုးမျက်မှန်လေးကိုခွဲပြီးတော့သူ့ညာနဲ့သူပေါ့နော်အဲ့လိုမျိုးလေးတတိရှာလေး manage လုပ်ဖြစ်တယ်ခေါင်းစည်းကွင်းဆိုလည်းအဲ့လိုပဲ main ကလေးဖြစ်တဲ့အတွက်ဒီခေါင်းစည်းကွင်းလေးကဈေးအဲ့လောက်ကြီးတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဟိုဒီခေါင်းစည်းကွင်းတစ်ခုပဲရှိတယ်ဆိုလို့ရှိရင်သူ့လိုက်ရှာနေရတဲ့စားလို့ရှိရင်အဲ့လိုသူ့ကိုပေါ့နော်အဲ့လိုမျိုးလွယ်ကူကူပေါ့ဘဝမှာအဲ့လိုတချို့နေရာလေးတွေမှာပတ်စံသုံးလိုက်ဘွားကြီးကနည်းနည်းလေးမတိမတာလေးအဆင်ပြေလာမျိုးလေးလည်းရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့နေ့စဉ်ဘဝကိုတတိရှာလေးပြင်ဆင်ဖြစ်တယ်တော့ရီပါလေဆိုလည်းအဲ့လိုပဲပြန်လာတဲ့ဒီနေရာကိုဒီနေရာမှာပဲထားမယ်ဆိုရဲအကျင့်မျိုးပေါ့နော်အဲ့ဒါမျိုးလေးလှုပ်လိုက်တဲ့အချိန်မှာဘဝမှာမတိမတာနဲ့အချိန်ကြီးပိုထွက်လာတာရှိတယ်ပေါ့နော်ဘာစားရင်ကောင်းမလဲဆိုတဲ့ဥစ္စာလည်းအဲ့လိုပဲအမေကအမြဲတမ်းပြောဒီနေ့စားလိုက်မနေ့ပြန်လည်းစားလို့ရတယ်ဆိုအရင်ကြီးမတွေးဖြစ်တော့ဘူးပေါ့နော်အဲ့တော့ကိုမကြိုက်မှာတွေပါလည်းမဟုတ်ဘဲနဲ့အဲ့လိုအရသာအသက်လေးဆိုလည်းမီးဆန်းကြည့်လိုက်မယ်စားကြည့်လိုက်မယ်ဆိုရဲဥစ္စာမျိုးလေးနဲ့အဲ့လိုအချိန်လေးတွေပိုထွက်လာအောင်လုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုတစ်ခါလေးကြားလို့ရှိရင်တဲ့ဒီလိုမျိုးကိုယ့်ရဲ့အမြဲတမ်းသုံးဖြစ်နေတဲ့ဟိုပစ္စည်းတွေဆိုလို့ရှိရင်လည်းတစ်ခါလေးများများလေးဝယ်ထားပေါ့နော်ဆိုရဲဥစ္စာမျိုးလေးလည်းဒါဟိုကျွန်တော်ကျင့်သုံးဖြစ်တဲ့ဒီချက်လေးဆိုလို့ရှိရင်လည်းဥမာ tissue တွေပြီးလို့ရှိရင် contact lens ပေါ့နော်ကျွန်တော် daily အပြင်သွားပြီဆိုလို့ရှိရင်တော့အဲ့လိုတစ်ခါလေးမျက်ကပ်မှန်တက်တဲ့အခါဆိုလို့ရှိရင် daily lens လေးတက်တယ်ပေါ့နော်အဲ့ဒါမျိုးလေးဆိုလို့ရှိရင်လည်းကိုလိုမသွားပြီးတော့ဝယ်တာမျိုးမဟုတ်ဘဲနဲ့လမ်းကြုံရင်ပေါ့နော်တစ်ခါလေးဝယ်ပြီးတော့ထားလိုက်တာတို့ဘာတို့ပေါ့နော်မိန်းကလေးဆိုလို့ရှိရင်ဒီ cotton buds ပေါ့နော်ဒီ makeup ဖြစ်တဲ့ဂွန်းလေးတွေဆိုလို့ရှိရင်လည်းကျွန်တော်အမြဲတမ်းပေါ့နော်အဲ့ဒါမျိုးလေးဆိုလို့ရှိရင်လည်းဒါဂျပန်မှာဆိုရင်ရန်တက်ဆိုင်မှာအမြဲတမ်းဝယ်လို့ရနေတာဆိုလမ်းကြုံလို့ရှိရင်တစ်ခါလေးများများလေးပေါ့နော်ဝယ်ထားလိုက်တယ်ထပ်ပြီးတော့အဲ့အတွက်ခေါင်းရှုပ်လည်းမခံလို့စိတ်ရှုပ်လည်းမခံတော့ဘူးပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကျွန်တော်ပေးစရာရှိတဲ့ base တွေပေါ့နော်အမြဲတမ်းမီတာခရေခအများကြီးရလာတယ်ပေါ့နော်တစ်ခါတည်းကျရင်ဟိုပေးရမယ့်ဟာတွေဆိုလို့ရှိရင်သူများငွေလွှဲဖို့တွေပါတယ်အဲ့လိုမျိုးပေါ့နော်ဟိုကိုကမကောင်းထဲမှာမတွေးဘူးလို့တွေးနေပေမဲ့ကိုယ့်ရဲ့မသိစိတ်ထဲမှာအဲ့ဒီဥစ္စာတွေကရှိတယ်ပေါ့နော်အဲ့တော့ငွေကြေးအပြင်ကိုကပေးချင်နိုင်တဲ့အခြေအနေမျိုးမှာရှိတယ်ဆိုလို့ရှိရင်အရန်ကြီးပေါ့နော်ဒီငွေနဲ့ပတ်သက်တဲ့ဥစ္စာတွေကိုလည်းအရန်ကြီးမထားပါနဲ့စိတ်ရှုပ်တယ်ပေါ့နော်အဲ့တော့ဟိုရှင်းစရာရှာတယ်မြဲလေးရှင်းလိုက်ပဲပေါ့နော်ဒါလေးတွေကလည်းဒါအချိန်ကိုပို့ထွက်လာမယ်ပေါ့ပြီးတော့နောက်တစ်ခုထပ်ခါလောက်ရတဲ့အလုပ်တွေလို့ short ချပါဆိုတဲ့ဥစ္စာကလည်းဒါကြောင့်ငင်းနေဟိုတွေးဖြစ်တယ်ပေါ့နော်တွေးဖြစ်တယ်ဆိုတာကဒါကိုထပ်ခါဥပမာပေါ့ကျွန်တော်ဒီဗီဒီယိုလေးကိုပေါ့နော်အမြဲတမ်းဟိုပြောချင်တယ်ဒီအကြောင်းအရာလေးကိုမျှဝေချင်တယ်ဆိုတဲ့ဥစ္စာကိုအကုန်လုံးကိုပေါ့နော်Zoom meeting နဲ့အဲ့လိုမျိုးဒါအရင်တော့တစ်ခေါက်ပေါ့နော်အဲ့လို event လေးမှာပြောခဲ့ဘူးတဲ့ဒီအကြောင်းအရာလေးတွေဒါပေမဲ့အခုဆိုကျွန်တော်တွေ့ရဒီအကြောင်းအရာကိုထပ်ခါမပြောချင်တော့ဘူးဒီထပ်ပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုကျွန်တော်စာရေးဖတ်မယ်ပို့ပြီးတော့မျှဝေပေးချင်တာဖြစ်တဲ့အတွက်ဒီနေ့ဒီဗီဒီယိုလေးကို record တင်လိုက်တယ်အဲ့တော့နောက်ပိုင်းကျလို့ရှင်လဲဒါကိုအကုန်လုံးကပေါ့နော်ကြည့်ချင်တဲ့အချိန်မှာကြည့်လို့ရတယ်ဆိုရဲဥစ္စာမျိုးဖြစ်သွားဖြစ်တဲ့အတွက်ဒီအကြောင်းအရာတွေကျွန်တော်နောက်တစ်ခေါက်တော့ထပ်ပြီးတော့မပြောတော့ဘူးပေါ့နော်အဲ့တော့ဒါလေးကိုဒီတိုင်းလေးခြံထားခဲ့လိုက်မယ်ပေါ့နော်ဒီဗီဒီယိုလေးကိုအမှတ်တရအနေနဲ့နောက်တစ်ခုဒီအချိန်နဲ့ပတ်သက်တဲ့အခါပဲဖြစ် productive နဲ့ပတ်သက်တဲ့အခါပဲဖြစ်မှာအရင်အရေးကြီးတာတစ်ခုကကြောင့်ဒီ consistency ဆိုတဲ့ဥစ္စာမျိုးပေါ့နော်အခုဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုတေချာပေါက် motivation တွေတဖွာတက်နေပြီးတော့3ရက်လောက်ကတော့တေချာပေါက်လိုက်လုပ်ပေးမယ်လို့တော့ထင်တာပဲမျှော်လင့်ရတာပဲဒါပေမဲ့မရဘူးเนาะမရဘူးဆိုတာကကျွန်တော်လေအမြင်နဲ့အဲ့လိုတစုံတစ်ယောက်ကိုစာဖတ်ပါလို့ပြောရင်ကျွန်တော်ကအဲ့စာဖတ်ပါလို့ပြောတယ်ကျွန်တော်ညွှန်းပေးလိုက်တဲ့စာအုပ်အပြင်ကိုတခြား3 4 5အုပ်ဖတ်တယ်ပေါ့နော်အဲ့တော့တစုံတစ်ယောက်ကိုဒါလေးလုပ်ပါလို့ပြောရင်ကျွန်တော်အရန်လုပ်တယ်ကိုကအရင်ပေါ့နော်ပြီးအောင်လုပ်တယ်အမြဲစတိုက်ဖြစ်အောင်လုပ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အများကြီးတက်တည်ပြခဲ့ပြီးတက်တည်ပြတာဆိုတာကဒါတခုခုပေါ့နော်ဒါလုပ်မဲ့တက်တည်ပြရဲဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့မဟုတ်ဘဲနဲ့ဒီ consistency ဆိုတဲ့ဥစ္စာပေါ့နော်အပြောတစ်ခုပဲမဟုတ်ဘဲနဲ့အလုံးနဲ့ပါကျွန်တော်အမြဲတမ်းတက်တည်ပြလေးရှိရပေါ့နော်အဲ့တော့ဒီဟာကိုနားထောင်ပြီးသွားပြီးတည်သွားပြီးဆိုရင်တရက်ထဲနဲ့မရဘူးဒီလားသွားလေတနှစ်ထဲနဲ့လည်းမရဘူး
အကြာကြီးပေါ့နော်ဒီဆွဲမြဲဖို့ကလိုအပ်တယ်ပေါ့နော်အဲ့လိုမဟုတ်လို့ရှိရင်ပြန်ပြီးတော့ကျွန်တော်တို့ဒါတွေကိုထပ်ပြီးတော့နားထောင်ဖို့အတွက်လိုအပ်လာလိမ့်မယ်ပေါ့အဲ့တော့အချိန်ထက်ခါအလုပ်တွေကိုရှော့ချဖို့ဖြစ်တဲ့အတွက်တစ်ခေါက်နားထောင်ပြီးလို့တိသွားပြီဆိုရင်ရပြီတခြားဟာတွေလေ့လာကြမှာကျွန်တော်မှလေ့လာစရာတွေသင်ယူစရာတွေအများကြီးရှိသေးတယ်ဆိုတော့လေနော်အဲ့တော့ထက်ခါပြန်ပြီးတော့မလုပ်ရပါစေနဲ့အဲ့မှာအရေးကြီးတာကဒီ pleasure and happiness ဆိုတဲ့အရာလေးရှိရပေါ့နော်တာယာမှုနဲ့ပျော်ရွှင်မှုဆိုတဲ့ဥစ္စာလေးပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါအားလုံးသိထားပြီးတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီနေ့ဒါမဲ့ဒီဗီဒီယိုနားထောင်နေရဆိုတဲ့ဟိုကအများကြီးပြောစရာမလိုလို့တော့ထင်တယ်ပေါ့ဘာလို့ဆိုတော့တော်ဒါစူးစမ်းခြင်းစိတ်ကိုအရာအားလုံးလှုပ်ချင်ကိုင်ခြင်းစိတ်တွေဖြစ်နေတဲ့အတွက်ဗီဒီယိုတွေဒီလောက်ပြောစရာကောင်းတဲ့ဟိုဗီဒီယိုတွေအများကြီးရှိနေတဲ့ဂျားတွေကမှဒီအချိန်နဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်တဲ့ဒါအစုခံရမယ့်ဗီဒီယိုယူလာကြည့်နေဆိုတဲ့ဟိုကအများကြီးတော့ဒီအကြောင်းအရာကြီးကိုတွေ့ဝင်တော့ပြောစရာတော့မလိုတော့လို့ထင်တယ်ဒါပေမဲ့တချို့အရာတွေကကြတော့အဲ့လိုကျွန်တော်တို့တကယ်ပျော်ရွှင်နေဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ခဏတာပျော်ရွှင်မှုပေါ့နော်ခဏတာတာယာမှုနဲ့လေးလိုက်ရတဲ့အရာမျိုးလေးတွေရှိတယ်အဲ့တော့ကိုယ်တကယ်လိုချင်နေတာကကျွန်တော်တကယ်ရှာဖွေချင်တာကိုယ့်ရဲ့ဟိုးရင်အแทမှာရှိနေတယ်အဲ့လိုမျိုးလေးတကယ်စစ်မှန်တဲ့ပျော်ရွှင်ခြင်းဆိုတဲ့ဥစ္စာလေးကိုရှာချင်နေတာဒါပေမဲ့အဲ့ဒီဟာကိုဘယ်လိုရှာမလဲမသိတဲ့အခါမှာshop စောစောလိုမျိုးပေါ့နော်မပြောဘူး stress ပျောက်အောင်ဆိုပြီးတော့ကျွန်တော်အရက်တောက်လိုက်တာတို့ပတ်စံတွေအများကြီးကုန်ခံပြီးတော့ shopping တွေထွက်လိုက်တာတို့အဲ့လိုမျိုးပေါ့နော်အဲ့လိုလုပ်လိုက်ဒါပေမဲ့အဲ့ဒါတကယ်ပြောရလားဆိုတော့မဟုတ်ဘူးတကယ် stress တွေဖြစ်လာအဲ့တော့အဲ့ဟာလုံနေတော့ကတော့အမှ shopping လေးထွက်နေတော့အိမ်ကိုပစ္စည်းတွေရောက်လာတဲ့အချိန်မှာခဏလေးပျော်လိုက်အဲ့ဟာလေးကပျော်တာပျော်တဲ့ခံစားချက်လေးလားမသိဘူးဆိုထက်ခါလုံမိနေရပေါ့နော်တကယ်အဲ့ဒါပျော်ရွှင်မှုမဟုတ်ဘူးပျော်ရွှင်မှုဆိုတာကကိုယ့်ရဲ့အထဲမှာရှိနေစိတ်ကြည်နပ်မှုမိမိကိုစိတ်ကြည်နပ်မှုကိုတကယ်ပျော်ရဲဆိုတဲ့ဥစ္စာလေးကိုဖြစ်ဖို့အတွက်ကကျွန်တော်ကအခုဟိုကိုပျော်ရွှင်နေရလို့ထင်အောင်ထင်မှားဖြစ်နေတဲ့အရာတွေထဲမှာလည်းကိုတကယ်မပျော်နေတာမျိုးလေးရှိနိုင်တယ်ပေါ့နော်အဲ့ဒါအလေးကိုတော့တေချာလေးကိုမေးကြည့်ပြီးတော့ကိုယ့်ဘက်ကိုပြန်ပြီးတော့စဉ်းစားကြည့်ပေးပါပေါ့နော်ကျွန်တော်အသက်20နောက်ပိုင်းကတည်းကပေါ့နော်အိမ်မှာစာကြက်တယ်ဆိုတဲ့စိတ်ခံစားချက်ကိုတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်စာကြက်တယ်အိမ်မှာစာလေ့လာရဲဆိုတဲ့ဟာကိုမကြိုက်ဘူးဘာလို့ဆိုတော့ကျွန်တော်ရုံးမှာအလုပ်လုပ်ရတယ်ပေါ့နော်တနေ့အလုပ်လုပ်တယ်အိမ်ပြန်ရောက်လို့ရှင်စာကြက်မယ်ဆိုတဲ့စိတ်ကရုံးမှာအလုပ်လုပ်နေလူတိုင်းမှာရှိတယ်ဒီတစ်ပတ်တော့စာကြက်ပြီးဒီစနေကိုရောစာကြက်ပြီးဒါပေမဲ့ဘဝလေအရှိမပြောသလိုပဲဘဝကိုရှင်တန်ရမယ့်အခါမှာအသက်30အရွယ်ထိတနေ့ကုန်ရုံးမှာလို့အိမ်ပြန်ရောက်စာကြက်ဆိုဘာအတွက်လှုပ်နေရလဲဆိုတဲ့ဟာကြီးကစဉ်းစားစရာကြီးဖြစ်လာတယ်မေးစရာကြီးဖြစ်လာတယ်အဲ့တော့ဘယ်ချိန်မှလေးလာမလဲဆိုလို့ရှိရင်လမ်းသွားလမ်းလာရင်လေးလာမယ်လမ်းမှာအဲ့လိုမျိုးကြီးเนาะဟိုလမ်းကိုမကြည့်ဘဲနဲ့စာအုပ်ကြီးကြည့်နေတော့ခလုတ်တိုင်မယ်အဲ့ဒါတော့စိတ်ပူတယ်မလုပ်ရဘူးဟိုပြောချင်တာအခုဒီဗီဒီယိုလေးပေါ့เนาะဒီဗီဒီယိုလေးတွေကိုလမ်းသွားနေနဲ့နားထောင်မယ်ပြီးလို့ရှိရင်ဥမာရှေ့မှာဆိုတော့ကျွန်တော်ဘော့ကတ်ဂျပန်စာလေးလာတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဘော့ကတ်ဗီဒီယိုလေးလည်းအများကြီးတင်တာအဲ့တော့ကိုတက်နိုင်တဲ့လောက်ပေါ့နော်အိမ်မှာထိုင်ပြီးတော့စာကြည့်ရမယ့်အချိန်တွေကိုဘယ်လိုရှော့ချမလဲဆိုတဲ့ဥစ္စာကိုယ့်ဘက်ကိုပြင်ဆင်ရမယ်ဥမာပေါ့ဟိုကိုဘယ်တော့မှမှတ်မရတဲ့စကားလုံးတွေကိုနေရာမှာရေးပြီးကတ်ထားလိုက်တာဆိုလို့ရှိရင်အမြဲတမ်းမြင်တော့အဲ့တလုံးပဲသိတော့တွေပါတော့ဖြစ်သွားနိုင်တယ်အဲ့တော့အကုန်လုံးမှာအကြံဉာဏ်တွေအများဆုံးရှိတယ်ကိုဘာကိုဘယ်လိုကျွမ်းကျင်အောင်လုပ်မလဲဆိုတဲ့ဥစ္စာကဒါကိုဘက်ကိုအေးစစ်လေးတရက်တော့ပေါ့နော်တနားရီလောက်အချိန်ပေးပြီးအေးစစ်လေးစဉ်းစားပါအကြံဉာဏ်ရပြီဆိုချရေးထားတော့မဟုတ်မေ့သွားလိမ့်မယ်အဲ့တော့ mindset ကိုပြောင်းလဲမယ်ပေါ့နော်ကျွန်တော်အမြဲတမ်းပတ်စံရလို့အလုပ်တွေပတ်စံရလို့အလုပ် no အဲ့ဒီဟာကမမှန်ဘူးမမှန်တဲ့ပြင်မကောင်းဘူးပေါ့နော်ကိုအတွက်အဲ့တော့ပတ်စံရလို့ရုံးမှာ6နိုင်တော့ထိုင်ပေးနေရဆိုတာကလေတကယ်အရန်ကိုနှက်မျောဖို့ကောင်းလုံးတယ်ပေါ့နော်အဲ့6နိုင်မှာတော့ထိုင်နေတဲ့အပြင်ကိုဒီဘာရအောင်ယူခဲ့မလဲဆိုတဲ့ဥစ္စာအရန်တွေးရတယ်ယူရမလဲဆိုတော့ဟိုပတ်စံနေကိုခိုးလာလိုက်မှပြောတာမဟုတ်ဘူးနော်ဘာလို့လေးလာမလဲဒီသူကဘာကြောင့်ဥပမာပေါ့ကောင်းတာတွေရတယ်လေးလာမယ်သူများတွေရဲ့ mistake အဲကျွန်တော်ထင်တယ်အဲ့အလီဘာဘာရဲ့ Gemma ပြောထားတဲ့စကားလေးမှာဆိုလို့ရှင်ကိုယ့်ရဲ့အမားမဟုတ်ဘဲနဲ့သူများရဲ့အမားတွေကလည်းလေ့လာရမယ်ဆိုတဲ့ဥစ္စာမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့ကိုကမမှားဘူးဆိုရင်လည်းကိုကမှန်အောင်ဘယ်လိုလုပ်မလဲသူများရဲ့မှားနေရဆိုလည်းကိုကအဲ့ဒီဟာမျိုးမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာပေါ့နော်ကိုမှားပြီးသင်ခန်းစာယူရတဲ့သူများမှားတဲ့ဟာကိုသင်ခန်းစာယူရတယ်ဒါကိုယ့်အတွက်အကျိုးမြတ်ဖြစ်တယ်ဆိုတော့ယူတတ်ရင်ရုံးမှာထိုင်နေလဲသင်ခန်းစာတွေအများကြီးရမယ်ပေါ့နော်အဲ့တော့ဟိုတွေးပါဘာမှမတွေးဘဲမနေနဲ့ပေါ့နော်ဒါကတော့ Taylor Swift ပါ Taylor Swift နောက်ဆုံးထွက်ထားတဲ့ Evan လေးထဲမှာဆိုလို့ရှင်လေဟိုကျွန်တော်သဘောကျရဲ့ I can do it with a broken heart လာအဲ့တော့သူအသက်ကွဲနေတော့သူမှ show တွေလည်းစိုးနေမှာပဲသူတချင်းလည်းရေးနေမှာပဲဆိုအဲ့စာသားလေးတော်တော်လေးသဘောကျရပေါ့နော်အဲ့တော့ဟိုလူကြီးဖြစ်လာတဲ့အချိန်မှာလေကျွန်တော်တို့မှစိတ်ညစ်နေလို့ဆိုရဲအဲ့လိုမျိုးလေဘယ်လိုပြောမလဲစင်ချေကလေပေးလို့မရဘူးပေါ့နော်အဲ့ဒါကကျွန်တော်အသက်ကြီးလာတဲ့အခါမှာကျွန်တော်လည်းစိတ်ညစ်
တာရှိတယ်ဒါပေမဲ့စိတ်ညစ်နေလို့ဆိုပြီးဘာမှမလုပ်တော့တဲ့ဥစ္စာမျိုးအထီတော့သွားလို့မရဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်မှာတာဝန်ယူမှုဒီရှိလာတယ်ကြည့်ရမယ့်အရာတွေရှိလာတယ်အဲ့လိုအသက်အရွယ်ရောက်တဲ့အခါမှာပေါ့နော်ကိုတာဝန်ယူရမယ့်အရာတွေများလာတဲ့အချိန်မှာအဲ့တာဝန်တွေအကုန်လုံးစိတ်ညစ်နေလို့ခေါင်းကိုက်နေလို့ဆိုရယ်စင်ကျင်နဲ့ကြော်သွားလို့မရဘူးမိုတီမရှိလို့ဆိုတော့လည်းမရဘူးပေါ့နော်အဲ့တော့ကိုတာဝန်ကိုယူရတဲ့အခြေအနေရောက်နေပေါ့နော်အဲ့ဒီမှာကကျွန်တော်အများကြီးကျွန်တော်ကအများကြီးပြောင်းလဲသွားပေးစေတဲ့အချက်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကကြတော့ဒီuniversal law ပေါ့နော်ဒီစကြဝဠာလုံးဆိုင်ရာအဲ့လိုမျိုး universal law လို့ခေါ်တဲ့သူအဲ့ laws တွေထဲမှာကျွန်တော်သဘောကျတဲ့ law လေးဒါလေးကျွန်တော်အများကြီးပြောဖြစ်တယ်ဒီ Falkland law ဆိုတဲ့ဥစ္စာလေးပေါ့နော်သူကကြတော့ဗာလဲဆိုတော့ if you don't have to make a decision about something then don't decide ဆိုတဲ့ဟာလေးတစ်ခုနဲ့ပတ်သက်ပြီးတော့တဲ့ဆုံးဖြတ်ချက်ချစရာမလိုရင်တဲ့မဆုံးဖြတ်ပါနဲ့တဲ့ဒါလေးကလေစဉ်းစားတဲ့လောက်အရန်လီနေတယ်ပေါ့နော်အဲ့တော့အခုဒီဗီဒီယိုကြည့်ပြီးသွားတဲ့လူတွေဒီဗီဒီယိုကြည့်ပြီးသွားတဲ့လူတွေဘယ်လောက်ထိဘာဖြစ်သွားမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ဘယ်လိုမျှော်လင့်နေလဲဆိုတော့ no ကျွန်တော်ဘာမှမမျှော်လင့်ဘူးဒီလားတကယ်ကိုဘာလို့လဲဆိုတော့ကျွန်တော်မှာကိုယ်တိုင် decision ချရမယ့်အရာတွေအများကြီးရှိတယ်ကျွန်တော်ဒီဘသူရဲ့ဘဝကိုမှမပြောင်းလဲပေးချင်ဘူးကျွန်တော်မပြောင်းလဲပေးချင်ဘူးဆိုတာတဲ့ကျွန်တော်မပြောင်းလဲပေးနိုင်ဘူးဆိုတာကိုယုံကြည်တယ်ဘာလို့ယုံကြည်ရလဲဆိုတော့ကိုယ့်ပေါ်မှာပဲကိုမူတည်နေရဆိုရဲဥစ္စာကိုကျွန်တော်ကအများကြီးအဲ့လိုဆွဲကင်ထားတာဖြစ်တဲ့အတွက်အခုဒီဗီဒီယိုကြည့်ပြီးတော့အဆင်မပြေသွားတဲ့လူလည်းရှိမယ်အဆင်အများကြီးပြေသွားတဲ့လူလည်းရှိမယ်အဲ့ဒါဒီကျွန်တော်ပြောလိုက်တဲ့အရာကြောင့်မဟုတ်ဘဲနဲ့အဲ့ဒီအခုနားထောင်နေတဲ့သူကဘာကိုတာဝန်ယူသွားလဲဘာကိုယူဆသွားလဲဆိုတဲ့ပုံမှာမူတည်ရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဗီဒီယိုပြီးသွားပြီဆိုလို့ရှင် yes ပုံလေးနဲ့upload လုပ်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ပုံမှာအိမ်မှာတန်ရှင်းလုပ်နေဖြစ်မိဘူးတိုင်းနေဖြစ်လုံနေပါပေါ့နော်အဲ့တော့ကျွန်တော်ကတခြားအရာတွေအများကြီး decision လိုက်ပြီးတော့မချပေးဘူးပေါ့နော်အဲ့တော့အဲ့ဒီဟာကိုတွေးလိုက်တဲ့အချိန်မှာလေတော်တော်လေးအချိန်ပိုထွက်လာတာတွေ့ရတယ်ဘဝမှာပေါ့နော်သူများเจ้าတွေကိုအရန်ကြီးဒါတော့မှန်တယ်ဒါတော့မှားတယ် no ကျွန်တော်မှာအဲ့လိုမျိုး decision ချပေးပိုင်ခွင့်မရှိတယ်လို့မျိုးအဲ့လောက်ကြီးထိလဲအဲ့လို decision ချနိုင်တဲ့နေရာမျိုးမှာရှိနေရမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် decision ချတယ်ဘာလို့ချလဲဆိုလို့ရှိရင်ဒီနေ့ဒီဗီဒီယိုကိုပြီးအောင် record တင်မယ်ဒီဗီဒီယိုလေးကို upload လုပ်မယ်ပြီးရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်မှာကိုယ်တိုင်ဆုံးဖြတ်ရမယ်အရာတွေအများကြီးရှိတယ်အဲ့ဒီဟာတွေကိုပဲကျွန်တော်လိုက်ပြီးတော့တစ်ခုဆုံးဖြတ်တယ်ပေါ့နော်အဲ့တော့ကိုဆုံးဖြတ်ချက်ချစရာမလိုတဲ့အရာဆိုရင်တိတိလေးပဲဖြစ်ဖြစ်ကြီးပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်ကျွန်တော်ဝင်မချပါဘူးမှန်တယ်မှားတယ်ဆိုတဲ့ဥစ္စာမျိုးပေါ့နော်ဘာလို့ဆိုကိုလည်းအဲ့လောက်ကြီးအဲ့လို proud ဖြစ်နေတာမျိုးလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ပြောတဲ့ဥစ္စာတွေဒါတာမန်လူတယောက်ပြောတဲ့စကားပဲဖြစ်မှာဆိုတော့ကျွန်တော်ဆုံးဖြတ်ချက်ချဖို့လိုအပ်တဲ့အရာတွေဆိုရင်တော့တေချာပေါက်ဝင်ပြီးတော့ဆုံးဖြတ်ချက်ချတယ်ဆုံးဖြတ်ချက်ချစရာမလိုတဲ့နေရာဆိုရင်ဘာဆုံးဖြတ်ချက်မှဝင်ပြီးတော့မှန်တာလည်းမချဘူးမှားတာလည်းမချဘူးပေါ့နော်အဲ့ဒါကအဲ့လိုမချတာကဘာလို့လဲဆိုတော့ကို့မှာဆုံးဖြတ်ချက်ချရမယ့်နေရာအရင်အများကြီးဖြစ်နေရပေါ့နော်အဲ့တော့နားလည်မယ်လို့တော့ထင်တယ်အဲ့ဒါလေးတေချာလေးအေးစစ်ဆက်ပြီးတော့တွေးကြည့်ပေးပေါ့နော်အရင်နားမလည်သေးဘူးဆိုလို့ရှင်လဲစာလေးရှာပြီးတော့ဖတ်ကြည့်ဖို့အတွက်အကြံပြုတယ်ပေါ့နော်ဒါအရင်ကောင်းတဲ့အခွင့်အရေးဖြစ်တယ်ကိုမသိဘူးကိုနားမလည်ဘူးကိုသိချင်တယ်ဆိုတာအရင်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်ထပ်ပို့ပြီးတော့ဒီအကြောင်းအရာကိုပို့ပြီးတော့နှစ်ဆက်ပေါ့နော်သိသွားတာမျိုးလေးလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးလေးဆိုလို့ရှင်လဲပြန်ပြီးတော့မျှဝေပေးပါအောင်နော် comment မှာပဲဖြစ်ဖြစ်အဲ့တော့ဒါမျိုးလေးရှိရပေါ့နော်တေချာလေးတွေ့ကြည့်ပေါ့တခြားမှာဥမာပေါ့ဒီလိုမျိုးပုံမှာလဲ1 2 3 4ဆိုရယ် law လေးရှိရဆိုတော့ဒါလေးလည်းပြောမြောက်လေနော်ကိုနဲ့ကိုက်ညီတဲ့ law လေးဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါလေးရှာပြီးတော့ဖတ်ကြည့်ပါကျွန်တော်ပြောရင်မြုံလားကိစ္စမရှိဘူးမယုံဆိုလို့ရှိရင်လိုက်လုပ်ကြည့်ဆိုတာဒီထဲမှာပါတဲ့အချက်လေးတွေကိုလိုက်ပြီးတော့လုပ်ကြည့်မယုံတာလည်းအရင်ကောင်းတယ်ပေါ့နော်ဒါပေမဲ့မယုံဘူး no ကျွန်တော်ပြောတာတွေကိုမယုံဘူးဆိုတာတဲ့မယုံဘူးလို့ခံစားနေရတယ်အဲ့ဒါကိုမယုံသေးတာဖြစ်မယ်ကိုမယုံကြည်ပေးသေးတာဖြစ်မယ်နော်အဲ့တော့ယုံပေးလိုက်ပါကျွန်တော်ယုံအောင်မဟုတ်နော်ကိစ္စမရှိဘူးမယုံနဲ့မယုံလည်းကိစ္စမရှိဘူးဒါပေမဲ့အဓိကကိုယုံပေးပါအချိန်ပိုထွက်လာအောင်ငါလုံနိုင်တယ်ငါသိတယ်ဆိုတဲ့ဥစ္စာလေးပေါ့နော်ကိုယုံပေးပါဒီအကြောင်းအရာကိုဒီဗီဒီယိုကြောင်းဆိုတဲ့ဥစ္စာမျိုးမဟုတ်ဘူးကိစ္စမရှိဘူးဒါဘယ်မှာနားထောင်တော့ကိစ္စမရှိဘူးဒီဗီဒီယို credit မပေးဘူးဆိုတာကဒီဗီဒီယိုကြောင့်ပြောင်းလဲသွားပါလေဆိုတဲ့အဖြစ်မျိုးကျွန်တော်လိုချင်တာမဟုတ်ဘူးကိုယုံပေးကိုပိုကောင်းအောင်ခေါ်ဆောင်သွားပေးကိုသွားခြင်းတဲ့နေရာတွေကိုပန်းနိုင်ကိုသွားခြင်းတဲ့ပန်းနိုင်ကိုရအောင်ခေါ်ဆောင်သွားပေး
ပါလို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်အဲ့တော့တခုခုတော့ဟုတ်ပါနော်အဲ့လိုမျိုးဟိုပိတ်ဆို့နေတဲ့အတွေးအမြင်လေးတွေရှိတယ်ဆိုလို့ရှိရင်တခုခုတော့အဲ့လိုမျိုးလေးမြင်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါအရင်ဟိုဒီဗီဒီယိုဟို record သွင်းရတာအရင်ဟိုတန်တယ်လို့ခံစားရတာဖြစ်ပါတယ်အဲ့တော့အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတား